Kita krisis saya rumah, kalau dari saya bershare gimana untuk bagi yang lebih mereka itu takut, dari saya untuk ini takut itu masih boleh lama. Oke, tanda biasa kita sisi ini, jenaruk tu sisi majaro, dia di mana bina mencip pada, kayak ini rata sekali berkenaan bagi saya beli kata sisi detail ini, lalu pada sisi detail yang ini kan dunia ini beda berbeda. Able online ni mana, jenaruk di ni mah, dia di mana sehingga pasta able online kipare, pasta able online go isu nama ni kipare. Permahusong iketo chinai bangku jisimbe ya dekhiye nama loku chimambare. Sudah ada deklarasi kalau tu boleh ibadah sudah boleh. Dini yati ya dekhinga mengala shito ni yati phit. Chanaru atwat jisimbe ni phit de. Dini yai ibadah sekolah ni lah pasal bila saya Ruta Asriya ini Rudmi Bureho Dotole Kongyure Wandare Ancient Dino Siane Tu Joyao La Chato Dama Siama Miane Tu Dama Minglanရှိတော့ mix တွေများအားလုံးကိုလည်းဒီနေရာကနေကျူဆိုပါတယ်လို့ပြောချင်တယ် ပရမဝုဆုံးအနေနဲ့ကျွန်တော်ကျမ်းစာတစ်ပိုက်ဖတ်ချင်တယ်ဟေပြေဩဝါဒစာအခန်းကြီး7ထဲမှာကျွန်တော်ဖတ်ချင်တယ်အငယ်၄မှာဖြစ်တယ်ဒီယောဝါဒစာအခန်းကြီး73အငယ်၄ဖြစ်တယ် Every seven sister sermon week ခတ်သိမ်းတော်သူ၌မင်္ဂလာဆောင်ခြင်းအမှုနှင့်တိစ္ဆာတဝတပြုခြင်းအမှုသည်အတရေရှိစေလောမတရားသောမိချုံကိုပြုတော်သူနှင့်သူ့မယားကိုပြစ်မှားသောသူကိုတရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်ဖတ်သွားတဲ့ဘုရားတော်အဖြစ်တယောက်စီတိုင်းကိုကောင်းချီးဘုရားသခင်ကပေးပါစေဒီနေရာမှာကြည့်တဲ့အခါမှာဘုရားသခင်ရဲ့အမိန့်တော်လာတာကတော့ခတ်သိမ်းတော်သူနာမင်္ဂလာဆောင်ခြင်းအမှုပြုတဲ့အခါမှာအတရင်ရှိစီပါလို့ဘုရားသခင်ကိုတိုင်ကမှာခဲ့တာတွေ့ရတယ် Saya boleh pare, kalau saya waktu kasih bawa, kalau kami mani wani mau sosial media bawa. ဒီနေ့သူတို့သားနဲ့သူတို့သမီးကတော့တန်ရှင်းတဲ့မင်္ဂလာဆောင်ပွဲဖြစ်မယ်လို့ညွှန်လင့်နေဘုရားသခင်ရဲ့ကျေးဇူးတော်လည်းချီးမွမ်းတယ်ဘုရားပြီးတော်သူဖြစ်တဲ့အတွက်ကြောင့်ညွှန်လင့်ခြင်းဖြစ်တယ် Ini adalah tiba dalam kapal dalam ini awak kita ada nampak dalam lebih pada, tapi di mana pada sosial media. ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါမှာတန်ရှင်းသောမင်္ဂလာနောက်ပြီးတော့အတရေရှိသောမင်္ဂလာဆောင်လေဆိုတာကအတူမနေဘဲနဲ့ဖယားနာမနဲ့ထိမ်းမြားခြင်းပြုလုပ်ပြီးမှအတူနေတဲ့အရာကိုတန်ရှင်းသောမင်္ဂလာဆောင်ခြင်းထိမ်းမြားခြင်းလို့တွေ့ရတာဖြစ်တယ် Tadi mani wani, kalau sosial sida ni dia ada, terkena boleh itu of di mana ni, negara boleh, negara boleh, ini mana ada jadi tu di mana dia akan sosial. ဒီ
ဒီမှာကြွရောက်လာတဲ့ဓမ္မမိတ်ဆွေအားလုံးကိုဒီနေရာကနေကျွန်တော်ပြောချင်တယ်တကယ်လို့များမင်္ဂလာမဆောင်ခင်မှာအတူနေရင်မင်္ဂလာဆောင်ရင်လည်းတန်ရှင်းသောမင်္ဂလာမဖြစ်ဘူးကောင်းချီးခံစားရမယ့်မင်္ဂလာဆောင်ပွဲမဖြစ်ဘူး ဘုရားတန်မာနေဝါရီတော့မြေတယ်လေအုပ်ဒီမာနေဝါရီဒီဗီတာနေမာနေဝါရီဆောစီပါတော့ဒီစစ်ပါလားအဘာဆိုပြီးပါနေတော့ အောက်မှာဆက်ကြည့်တဲ့အခါမှာမတရားသောမိထုံကိုပြုတော်သူနဲ့သူ့မယားကိုပြစ်မှားတော်သူကိုဘုရားသခင်စစ်ကြောစီတော်မူလိမ့်မည်လို့ပြောတယ်။မင်္ဂလာနော်တန်ရှင်းစွာဘုရားအလိုတော်နဲ့အညီမလုပ်ဘူးဆိုရင်နောက်ပြီးတော့သူ့မယားကိုပြစ်မှားတယ်ဆိုရင်အဲ့ဒီအရာတွေကိုလည်းဘုရားသခင်ကစီရင်တယ်လို့စံစာထဲမှာတွေ့ရတယ်။ ဘာလို့လဲပြေးစပါဘယ်နဲ့နော်မိမိပေါ်လာအမှားတော့ဘုရားပုံပေါ်နေအပမာနဲ့ရွာစီညောတော့တယ်လာနေတယ် အကြောင်းဒီမှာရောက်လာတဲ့ဓမ္မမိတ်ဆွေတွေနောက်မှာကိုသားသမီးကိုညီကိုမောင်နှမမင်္ဂလာဆောင်ဖို့ရှိရဆိုရင်ဘုရားသားသမီးမှနေဆိုရင်တန်ရှင်းသောမင်္ဂလာဖြစ်ဖို့ရလိုအပ်တယ်ဒါဆိုရင်ကောင်းချီးခံစားမယ်ဆိုတဲ့ຢာလေးကိုပြောပြချင်တယ် ဘယ်တော့ပွဲမပါလဲပွဲဘောလို့လာတယ်ဟိုဒီတော့အတားတယ်ဒီမာဒီပါဒီပါနေမိမိလည်းဆောစီနေဘုရားရတဲ့တာလည်းဒီရတာဆိုပြီးလည်းပွဲပြေးလာတယ်ဘောတော့ ဒီနေ့ကျွန်တော်တို့ရဲ့မင်္ဂလာဆောင်ပွဲဟာသူများနည်းသူကြီးကျယ်ခမ်းနားခြင်းမှခမ်းနားမယ်ဒါပေမဲ့ဖယားအလိုရှိတဲ့ဖယားရှိမှမွေးကြိုင်တဲ့ဖယားမြင့်တဲ့မင်္ဂလာပွဲဖြစ်ဖို့ပဲအရေးကြီးတယ်အဲ့ဒါကိုကျွန်တော်ဝေငှသွားမှာဖြစ်တယ် Hey, where are the cars? They don't know where to park it. They park it down there. They know that. You don't move back. You don't move. That's not like here. We do that. The side of the yard. We do that. ကျွန်တော်တစ်ချက်နဲ့ဝေငှမှာဖြစ်တယ်နံပါတ်1တဲ့ချက်ဒီနေ့မင်္ဂလာဆောင်ပွဲနဲ့ပတ်သက်ပြီးမှကျွန်တော်ဝေငှမယ်နံပါတ်2တဲ့ချက်အနေနဲ့ဒီမင်္ဂလာဆောင်ပွဲဘုရားကြောင့်ဘာကြောင့်ဘုရားကဘာကြောင့်ကျင်းပစေတယ်လဲဆိုတဲ့အပိုင်းကိုပြောမှာဖြစ်တယ်နှစ်ပိုင်းနဲ့ကျွန်တော်ဝေငှမှာဖြစ်တယ် That's the way of the car. That's the door. That's the door. ပရမဥဆုံးအနေနဲ့ဒီမင်္ဂလာဆောင်ပွဲကိုနဲ့ပတ်သက်ပြီးမှကျွန်တော်ဝင်ခါမှာကပါလဲဆိုတော့ဖယားတိဆောက်တော်အိမ်ထောင်မိသားစုထင်ရှားခြင်းအကြောင်းကိုဝင်ခါမှာဖြစ်တယ် No, you therefore that there are very other side of the side away. You know that ။ကျောင်းအားလုံးတည်ထားတဲ့အတိုင်းစာလံနံပါတ်120နဲ့ခုတစ်နဲ့နှစ်ကိုကျွန်တော်ဖတ်မှာဖြစ်တယ် ဒီဘဝကလည်းတည်ရတဲ့တော်လာမြေလာဒီဆိုစီဒီသားဆောင်ဝိတ္တကတိစီနွေအစဝတ္တရေ ။သာဝရဘုရားသည်အိမ်ကိုစောက်တော်မူလျင်စောက်တော်သူတို့သည်အချီးနှီးလှုပ်ဆောင်ကြ၏။သာဝရဘုရားသည်မြို့ကိုစောက်တော်မူလျင်အင်းစောက်တို့သည်အချီးနှီးစောက်ကြ၏။စောထရဲ့ညနဲ့တိတိုင်အောင်မိတ်ပိနေလျက်ပင်ပန်းစွာအစာစားလျက်နေတော်လဲအကျိုးမရှိအိပ်ပျော်ရသောအခွင့်ကိုချစ်တော်မူသောသူအားအမှန်ပေးတော်မူ၏ဒီနေရာမှာကြည့်တဲ့အခါမှာမတွေ့ရတဲ့ဆိုသာဝရဘုရားဒီအိမ်ကိုစောက်တော်မူခြင်းစောက်တော်သူတို့ဒီအချင်းလှုပ်ဆောင်ကြ၏လို့ပြောတယ်အိမ်ထောင်ဆိုတာဘုရားသခင်ကပထမဦးဆုံးဒီဆောက်ရမှာဖြစ်တယ် Mene dumi ma tiba wala na yuami tumahi para wala ma wali pa di ma wala. Kale ibu ko ko ni sai ba tiba wala ni ala do. ယနေ့နောက်ဆုံးသောကာလမှာဘုရားအလိုတော်နဲ့အိမ်ထောင်ကိုတည်ဆောက်ကြတယ် Hey wini le asa ko ala ki we ni ibu ko ko ni pa argi tu lo le sai ba ni ba ba. ဖယားယုံကြည်တဲ့ဖယားသားသမီးတွေဆိုရင်အစလည်းဖယားနဲ့စဖို့လို့တယ်လို့အိမ်ထောင်တစ်ခုလုံးနဲ့ဖယားသခင်ကတည်ဆောက်လို့ဖြစ်တယ် Kale sai ba ko ko ma le wa ja u mu ko we ko ni le ko ti ni le na ni sai ba pa pa ba. ။တမဟောင်းမှာကျွန်တော်တို့ရှိတဲ့အခါမှာဣတိလလူမျိုးတွေအိမ်ထောင်မပြုတ်ခင်လုံးဝအိမ်အတူနေလို့မရ၊သွားလာလို့မရဘူး။ဘာလည်းတော့မှနေရမှာဖြစ်တယ် Di sociologi ko ni pa ke sai ba a ko na ai se la ni pa ni. Awe ti de thoi cho ko ni ma ni ba ni. Lo wa wa te ko 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 wa.
ဖယားမပါဘဲနဲ့ကိုယ့်ဟာကိုယ်သူအရင်နေတဲ့အရာပြီးဖယားမတိဆောက်ခိုင်းဘဲနဲ့ကိုယ့်ကိုယ်ကြီးဆောက်ခြင်းဖြစ်တယ် Saya bila bapa belum sana web semua lebih jata bapa mereka ini. တမဟောင်းအရာဆိုရင်ကြောက်ခဲနဲ့ပြစ်ပဲဖြစ်ပေါက်ရမှာဖြစ်တယ်လို့ပြောသူပဲ Ini leadership pada mandi di depan pada wedi orang lain itu. ယနေ့နောက်ဆုံးသောကာလမှာလည်းခက်မီတယ်ဆိုပြီးမှကြိုက်တယ်လို့နေလာကြတယ် Aku ni mesti sektor lagi baik kalau sebenarnya pada kimi kita sektor ini buat percaya itu masalah itu. အဲ့ဒါလုံးဝကောင်းခြင်းမရှိဘူး Awak ni terbas suwi pak. ဖယားလိုလည်းလုံးဝမညီဘူး Tapi kalau kalau saya apa apa. အိမ်ထောင်ဆိုတာဖယားဟူတိုင်ကပဲအရင်ဦးဆုံးဖက်စီပြီးမှဒီဆောက်ရမှာဖြစ်တယ် Kalau ini kau ni saya anak saya weh kami pak. Jadi kau dah loh, kau dah loh. ဒီနေ့လည်းစီစဉ်မှုကဖတ်ပြီးသွားပြီသူတို့သားအာဒံအတွက်သူတို့သမီးကိုသူ့နာယိုချုပ်ပေးပြီးမှဖယားဟူတိုင်ကဖန်ဆင်းပြီးမှဆောင်ခဲ့ပြီးမှသူ့ကိုပေါင်းထည့်ခိုင်းတာဖြစ်တယ် Kau kalau sih kalau kita sendiri, ada video saya juga TV dah lah, komputer saya susu ada boleh. အဲ့လိုပဲဒီနေ့ဒီချိန်မှာလည်းဖယားသခင်ကိုတိုင်ရဲ့နာမနဲ့ကျွန်တော်တို့ပေါင်းထည့်ဖို့ရဖြစ်တယ် Kau ni kaya le, misalnya ni pada dalam saya ambil kau ni pada dalam apa, Paulo dah ni loh. နောက်ပြီးတော့သူတို့သားအာဆိုရိယမင်းနဲ့သူတို့သမီးလဲဖို့ကိုလည်းပြောချင်တယ်ဒီတို့ရဲ့အိမ်ထောင်မိသားစုကိုဖယားကဒီဆောက်ပါစေ Now terakhir nanti kalau ada saya nak video, saya ni, video kau ni saya aku lagi. ဒါဆိုရင်ဖယားသခင်ထက်ကနေကောင်းချီးအလိုလိုနဲ့တက်ရောက်မှာဖြစ်တယ် Ini loh, lebih kau ni saya dah suki, apa dah. အိမ်ထောင်ကိုကိုယ်ပညာနဲ့မတိဆောက်ပါနဲ့ Kalau itu kau ni tempat tu le, jangan le, tak tempat tu ni mah. ငွေချင်းနဲ့မတိဆောက်ပါနဲ့ Tempat tu le, tu ni mah. ဖယားသခင်ကတိဆောက်ပါစေ Tempat tu le, saya dah. ဖယားတိဆောက်ခြင်းဒီမိသားစုကဖယားကိုနံပါတ်1ထားပြီးမှဘဝခရီးကိုရှောက်နှံခြင်းဖြစ်ပါတယ် Walau bang saya le, nabi kerana tidak ada saya le, tidak ada. ကျမ်းစာမှာဖတ်ခဲ့တဲ့အတိုင်းသာဝရဘုရားမတည်ဆောက်ရင်အိမ်ဟာအချီးဖြစ်တယ်လို့ပြောတယ် Kau ni, sesuatu yang kita ambil, termabar, termabar kalau. မြို့လေဘုရားမတည်ဆောက်ရင်အဲ့ဒီမြို့ဟာအချီးဖြစ်တယ်လို့ပြောတယ် Wei le, ini kalau ambil tu apa? Malah kau ni tempat ni tidak ada. စောစောထပြီးမှညနဲ့ဒီတိုင်းမနေ့ကနေညအထိ first shift second shift နဲ့ခုလုံးအလုပ်လုပ်နေတော့မှဘုရားမတည်ဆောက်ရင်ပြည်ပန်းနေရှိတယ်ဒီမှာကျွန်တော်တွေ့ရတယ် Saya ambil tu balik, kembali, kau settle le, kau lobby lo tu nak kiri, baru ni mah. ဒါကြောင့်ဒီလိုရဲ့အိမ်ထောင်တစ်ကိုဘုရားသခင်ကလည်းတည်ဆောက်ပါစေလို့ကျွန်တော်ဒီနေရာကနေနှုတ်ကပတ်တော်နဲ့ဝေဖန်ပေးခြင်းနဲ့ Kau ni, kau buat tahu ini, kau saya orang sana weh, kau ni ni. အောက်ဒီကျွန်တော်တို့ယောက်ျားချင်းကမိန်းမချစ်ဝတ်တွေပြောဖို့ရှိပြီမဲ့ကျွန်တော်တို့နောက်ထပ်နံပါတ်1မှာပဲဆက်သွားတော့မှာဖြစ်တယ် Kau ni, kau dah settle, ini kau ni mah. ။ဘာကြောင့်ဘုရားသခင်ကလူယောက်ျားနဲ့လူမိန်းမကိုချင်းများစီတယ်လေဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဆက်သွားမှာဖြစ်တယ် Sebab tu kau le, kau kalau kau ni saya, aku kau dah. ။ဒီအိမ်ထောင်ပြုချင်းဒီအမတန်မှနည်းနည်းတော့အရာဖြစ်တယ်ဆိုတဲ့အကြောင်းပိုက်ကိုရင်ဖတ်မယ်။ Kalau kau mula kau buat, kau ni kau ni, minta le, aku tu dah, le saya, tapi ni rumah. အေဖက်ဩဝါဒစာအခန်းကြီး9အငယ်30ကိုကျွန်တော်ဖတ်မှာဖြစ်တယ် Lebih susah ye, sebut bersini, terang baru tahu ni. ကျွန်တော်တို့ဖတ်မယ်နော်အကယ်စင်စစ်ငါတို့ဒီဖယားသခင်ဤအသားတော်အယိုးတော်တို့အဝင်ဖြစ်၍ကိုယ်တော်မြတ်ဤအင်္ဂါဖြစ်ကြ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွ၍ကိုခင်ပွန်း၌ဒီဝိသဖြစ်ထိုသူနှစ်ယောက်တို့သည်တသားကိုဒီဖြစ်ရကြလိမ့်မည်ဤအရာသည်အလုံး
နည်းနည်းသောအရာဖြစ်ပေ၏ထိုတို့ငါဆိုသောခရစ်တော်နှင့်အသင်းတော်ကိုရည်မှတ်၍ဆိုသည်ဒီနေရာမှာအဓိက30မှာပါတွေ့ရမလဲဆိုရင်ဤအရာဒီအလုံးနဲ့နေသောအရာဖြစ်တယ်လို့ကျွန်တော်တွေ့ရမှာဖြစ်တယ် ကျွန်တော်တို့ကလက်ထက်ကသူတို့သားနဲ့သူတို့သမီးအိမ်ထောင်ပြုတ်တယ်အဲ့လောက်ထိပဲကျွန်တော်တည်တာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကဘာကြောင့်ယောက်ျားနဲ့မိန်းမကိုထင်းများစေတယ်လဲဆိုတာရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာဖြစ်တယ် ဝေဒနာပေါ်နေတာဖြစ်နေတော့ဝေချုံမလဲတော့တော့ဝါနေအမှုတော့ပေါ်ပါတော့တာဝေတော့ဘာသာလဲဆိုင်ရတာဖြစ်နေကြတယ်တို့ယူတို့က အဲ့ဒါကြောင့်နည်းနည်းတယ်လို့လည်းဖော်ပြထားတယ် ကိုယ်ကဘုရားလည်းပြောတာတာသူအားလို့ရော ယောက်ျားနဲ့မိန်းမကိုအိမ်ထောင်ဖက်ပြုတ်စေခြင်းထင်းများစေခြင်းမှာခရစ်တော်နဲ့အသင်းတော်ကိုမြင်စေဖို့ရရည်ရွယ်ချက်ရှိရှိနဲ့ဘုရားသခင်ကအိမ်ထောင်ပြုခိုင်းတာပဲဖြစ်တယ်ဆိုတာကိုပြောပြခြင်းတယ် ဒါလည်းဒီပေါ်တော့သူတော်ရဆိုင်ရတော့လည်းဘုံပေါ်ဝိုင်းနေတာသူတို့ယူအကောင်းကြီးနေရတယ်သူတော်ရလည်းဆိုင်ရှိပြီးတော့တော့ကိုနေတော့ ဘာရည်ရွယ်ချက်လဲဆိုတနေ့ကျရင်ခရစ်တော်နဲ့အသင်းတော်တည်ဟူသောယုံကြည်သူများကောင်းကင်မှာမင်္ဂလာဆောင်ပွဲကိုပြုလုပ်ခြင်းတဲ့ကြောင့်ညီကြီးပေါ်မှာလူယောက်ျားနဲ့လူမိန်းမကိုဆုံးဖြတ်စေတာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောပြချင်တယ် အခုနေတော့ရတ္တေရလည်းကောဘလမှုတနေနေတော့ဘဝကတိညာလည်းကစားရှိပြီးတော့တော့ခုနေဘကတိတိပါခုနေလေကတော့နာရီဝရတော့ခုနေမိရတာဒုတေလေဝရပါဝရနေနော် အဲ့ဒီမင်္ဂလာဆောင်ပွဲနဲ့ပတ်သက်ပြီးမှကျွန်တော်ဝင်ပါမှာဖြစ်တယ် နော်ဘာတလဘကတော့တာတိတာဘောအကိနေပရာကေဒီကိုင်းနော်လော ဒီနေ့ကျွန်တော်တို့ခန္ဓာတာပါတဲ့မင်္ဂလာဆောင်ပွဲကျွန်တော်လာရောက်ပါဝင်တကယ်တော့တနေ့ကျရင်ကျွန်တော်ကျမတို့လည်းအဲ့ဒီမင်္ဂလာဆောင်ပွဲမှာကိုယ်တိုင်မင်္ဂလာဆောင်တော်သူဖြစ်ဖို့ရကျွန်တော်အားပေးခြင်းနဲ့အဓိကလည်းဘုရားကဒါကြောင့်ထင်းများခြင်းကိုလုပ်စေတာပြုလုပ်စေတာပဲဖြစ်တယ် အခုနေလေမတိပါလေတော့နာရီနော်ဘာလဲတူတိတူပရောတာဒီတိပါလေပိတာဒုတေလေဝတိအမေညာမမှုတနီဘကတဲ့မှာလည်းပါလေသစားတဲ့ပေါ့နော်တကားပတ်တကနေယာတိမှုတနီနေဒီကဘာလေကောပလိုဒီလောနေမိရတာဒုတေလေပါတော့ရတယ်နော် ဒါကြောင့်အဲ့ဒီသိုးတငယ်မင်္ဂလာဆောင်ပွဲမှာကျွန်တော်တို့ဒီသူတို့တမီးဖြစ်ဖို့အရေးကြီးတယ်ဆိုတာကိုပြောပြခြင်းနဲ့ အခုနေဒီပွဲရနော်တိုးတကယ်နော်ကစားရှိခရီအဝဒါတလာမှုပုံမှုအတူနေပွဲရပကတင်ညာ ဒါကြောင့်မင်္ဂလာဆောင်ပွဲသွားတဲ့အခါမှာအတိကဘုရားကမြင်စေချင်တာကကောင်းကင်မှာဖြစ်ပြမဲ့မင်္ဂလာဆောင်ပွဲကိုမြင်စေချင်လို့ပဲဖြစ်တယ်။ဒါကြောင့်ဒီနေ့ရောက်လာတဲ့သူတွေကောင်းကင်မှာကျွန်တော်တို့အတွက်မင်္ဂလာဆောင်ပွဲရှိမဲ့အရာကိုသိဖို့အရေးကြီးတယ်ဆိုတာကိုပြောပြချင်တယ် အခုနေပွဲလေဘယ်လေတာတိတာပရောအစကတော့နေပပပတိညာမှုတင်နေလမ်းကိုနေကစားရှိခရီတော့တလာမှုပုံမှုနေဝဲကတို့တိတို့ပြောတာအခုနေဝဲတာပါတော့နေပပကမလာနော် ကျွန်တော်တို့ခရိယန်ဖြစ်လာတာတော့ကြာပါပြီကောင်းကင်မှာမင်္ဂလာဆောင်ပွဲကျွန်တော်ပါဝင်မယ်မပါဝင်ဘူးဆိုတာမသိတဲ့သူလည်းရှိကောင်းရှိနိုင်တယ်မရှိခဲ့ရင်အဲ့ဒါအမှန်တမ်းဝမ်းနေစရာကောင်းတယ် အခုနေပွဲနော်ကေတော့ပကရီပိုလနီလာလာကိပတ်တိလေမူဖို့နေတာတိတာပရောအမှုအိုရာနေပွဲပတင်ညာဒီပါနေကိုဝဲပတ်တိတော့ တို့တငယ်မင်္ဂလာဆောင်ပွဲအတိကအဲ့ဒီမှာကျွန်တော်တို့သွားဖို့ရအဲ့ဒီအရာနားလေဖို့ရအရေးကြီးတဲ့အတွက်ကြောင့်ဗျာဒိတ်ခန်းကြီးဆက်ကိုအငယ်ခုနှစ်ကိုကျွန်တော်ဖတ်သွားမှာဖြစ်တယ် ဒီလောကဆန္ဒစိတ်ပြေစပေါ်နေနေပတိဘာဝဒါလေတော့ဖို့အမှုပါဝလာပဲနေ ငါတို့ဒီဝမ်းမြောက်ရှင်လန်းကြကုန်ကဂုံတော်ကိုချီးမွမ်းကြကုန်ကအကြောင်းမူကားတိုးတငယ်ဤမင်္ဂလာဆောင်ပွဲကိုခံချင်းရှိပြီးသူဤမိမပြီးကိုတစားစင်ကြီးဟုစီဝေတော်သူအများတို့ဤအတန်သမုတ်တရားအတန်ကျင်းစွာသောမိုးချိုးတန်
ကဲ့သို့ငါကြားရသည်ဒီနေရာမှာကျွန်တော်ဗျာဒိတ်ထဲမှာကြိုတင်ပြီးကျွန်တော်ရဲ့အနစ်ကြိုင်မင်္ဂလာဆောင်ပွဲရှိတဲ့အရာကိုကြိုတင်ပြီးကျမ်းစာအဖြစ်ကျွန်တော်တို့ကိုပြောပြထားပါတယ် ဒီနေ့ပွားပြီးဟာကိုပဲနေကြည့်နော်လေတော့ပါစလို့စီပီစပွန်နေနေတလမ်နော်တော့ဘုတလမ်အမနဲ့ဥပဒေကတော့တာပဲနေဟောတာပါတော့ဟောတာပဲနေ နံပါတ်1အနေနဲ့ဒီမှာရောက်လာတဲ့သူတွေအဲဒီသုံးတငယ်မင်္ဂလာဆောင်ပွဲမှာတို့တမီးအနေနဲ့ရပ်ဖို့ရအရှင်ပြဖြစ်ပြီလား အခုနေပွဲနိုင်ရလဲဘယ်စင်တော့ကိုပဲနေဟောတာမှုတူလေတော့ဘုတလမ်တော့ဘုအမွေကနေပွဲနာတော့ရတလမ်ကိုမှုအတူနေနေဥပဒေကတော့ဟာဝရ တကယ်လို့တိုးတငယ်မင်္ဂလာဆောင်ပွဲမှာမပါရင်ငရေပဲရှိအောင်မှာဖြစ်တယ် ဘဝရဗမေတလောတိလေတုဖို့အမှုနော်တလားအမှုဝေမြေထုတ်တဲ့တော့မိသားစုလေလာကိုလာကိုပါလေလောလာနေနော် ဖယားကတူးတယောက်ညငရေကိုမရောက်စေချင်ဘူးအဲဒီတို့တမီးနေရာမှာခွတ်အရေးပေးထားတာဖြစ်တယ် ဆိုင်ရတဲ့စံလာလာပေါ်ညောင်းကြည့်လေတော့တော့လာပါတော့အခုနေဝဲပါတာဘဝရလေတလားမှုမှုအလောနေနော် အနိစ္စရဲ့မင်္ဂလာဆောင်ပွဲခံခြင်းရှိပြီလို့ပြောတဲ့အချိန်ရောက်လာမှာဖြစ်တယ် ခုနေဥဒနီနေတာဘောအမှုကပါဝလာနေနော် အဲ့ဒီမှာတို့သားကတော့ဒီနေ့အာဆွေရမင်းကဲ့သို့နော်တို့သားနေရာမှာနေရာယူမဲ့သူကတော့တခင်ယေရှုခရစ်တော်ပဲဖြစ်ပါတယ် အခုနေဒီနေ့တော့တလားမှုကပါလေဥပဒေကတော့ဒီတော့အာဇာရမေဆိုနေလေမေရာဆိုင်ရှုနေဥပပါ တို့သမီးနေရာယူမဲ့သူဒီနေ့အလှဆုံးကျွန်တော်ညွန်လိပြီးဆောင်စားပြီးသူထွက်လာတဲ့ခါမှာမတ်တရပြီးဂျိုဆူတဲ့တို့သမီးကဲ့ပလဲဖို့ကဲ့သူကျွန်တော်တို့လည်းနော်လက်ထစိတ်ဆက်ပြီးသားသူဖြစ်တယ်ဆိုရင်အဲ့ဒီမင်္ဂလာဆောင်ပွဲမှာတို့သမီးဖြစ်မှာဖြစ်တယ် လောလောအဂတမီလေနော်တလားမှုပုံမှုဒီတော့ဝေဒနာရောရတကယ်စဝနေတကယ်စက်ထတော့ကိုပါလာအောင်အတူနေဒီဒီဝေဒနာရောရဘဂဗာမီဝရတလားမှုပုံမှုလေဘာကတကယ်စပါလာမှုကိုဒီနော် သူဤမိမဒီကိုကိုတစားစီလို့ပြောတယ်အတင်းတော်ဆိုရဲတစားစီနေအတင်းတော်အခုနော်တို့သမီးလောင်းအတင်းတော်ကြည့်တော့တို့သမီးလောင်းအခုပြင်ဆင်နေပြီလက်ထပ်ကိုရ အဝရနော်ဥကတေကတော့အတာလီတယ်ပေါ့နော်အဝရတေရတိလေအမကတေကတော့အတာလောတယ် အဲ့ဒီထဲမှာမိတ်ဆွေပါရဲ့လား ဒီနေ့ကလည်းနာရောရတော်တိလျာပါစီကွာ မပါခဲ့ရင်ဝမ်းနေစရာကောင်းတယ် မမေတပါးတွေပြတာလည်းတော့တာလို့မှာ ခရိယန်ဖြစ်လို့ပါမှာမဟုတ်ဘူး ဘကဲတော့ဘာကိဖို့ကိုနေဘကပတ်မိပါ ဘယ်လောက်ပြီးထူလဲဆိုတာနဲ့မဆိုင်ဘူး နေတာထဲလေတနာကြီးတပတ်တော့တာပါ ဘယ်အတင်းတော်မှာပါတယ်ဆိုတာနဲ့လည်းမဆိုင်ဘူး နပါလည်းတော့ဖို့ပဲလေတပတ်တော့တာပါ တတို့သားရဲ့စိတ်ဆက်ချင်းခံရင်တော့ပါမှာဖြစ်တယ် နမေမေပါလေဘာတာဒီကနာတော့တလာမကိုပါမတော့ပါတော့ စိတ်ဆက်ချင်းခံပြီလား ပါလေဘာတာပတ်လာတော့တလာမကိုပါမဟိုဒီပါတော့ အဲဒီမင်္ဂလာဆောင်ပွဲပါဝင်မဲ့တို့သမီးရဲ့စိတ်ဆက်ချင်းနဲ့ပတ်သက်ပြီးမှကျမ်းစာဖတ်ခြင်းနဲ့ ဘယ်နဲ့ဒီပါလေအဘဒီရဲ့တော့တလာမကိုပါမနော်ဒီရဲ့တော့ကိုစစ်စားချင်းဒီပါဒီရဲ့တော့လေလိစစစ်ချက်လာပါတော့ ကောရင်ကျူဒုတိယစာဆောင်7အငယ်နှစ်ကိုကျွန်တော်ဖတ်ခြင်းနဲ့ ဒီခိဂရီတို့ဆရာစစ်တာစဘောခီနေ အကြောင်းမူကားငါဒီတို့ကိုတီလာနဲ့ပြည်စုံသောတို့သမီးကညာကဲ့သို့ခရစ်တော်အားဆက်တာအလုံးဟာတီတို့ကိုလီတမှုနဲ့ထိမ်းများဆောင်ရင်းပြီးသောကြောင့်ဘုရားသခင်ဤအလိုတော်အတိုင်းစိုးရင်သောစိတ်နဲ့တီတို့ကိုစောက်ရှောက်ရည်လို့ပြောတယ်ဒီနေရာမှာပိုးလူကကိုရင်ကျူမှာရှိတဲ့သူတွေကိုခရစ်တော်နဲ့စိတ်ဆက်ပေးတယ်လို့ကျွန်တော်တွေ့ရမှာဖြစ်တယ် ဟိနေနော်စဘောလူတို့တာပါကတော့ဘာစုနေတာကတော့ဘုန်းကြီးဖားနေကြတယ်ယတိအဲ့တော့သူတော်ဘာတကဒီတော့ရကပါပြလဲမှုကတော့ဆော့စီလဲခရီးမညာတော့ ကျွန်တော်တို့မြန်မာလိုတော့ထိန်းများဆောင်ပြီးတယ်လို့ပဲသုံးလုံးတယ်အင်္ဂလိပ်လိုနဲ့မူရင်းလိုကြည့်တဲ့အခါမှာစိတ်ဆက်ပေးတယ်လို့ပြောတာကိုတွေ့ရမှာဖြစ်တယ် နော်ကိုယ်ရလည်းပြောကောတယ်တရတေရဥဒ္ဒပြောကနေလေကိုယ်ရဒီအဲ့တော့ပါချေရတဲ့နေ
ဘယ်လိုနဲ့ပိုးလူကဂေါရင်တုမှာရှိတဲ့သူတွေကိုခရစ်တော်နဲ့စိတ်ဆက်ပေးတယ်လေဆိုရင်သူကခရစ်တော်ရဲ့ကယ်တင်ခြင်းတရားကိုဝေငှပေးပြီးမှသူတို့ကိုစိတ်ဆက်ပေးတာဖြစ်တယ် So Paulo de etora wa Corinto podi de pano sai shukri dile ne ora batenya la awe ka to ora ba ka ta ki ko ki ge le wa de pa ne ko de ora lai de ke to du lo ne ဂေါရင်တုမှာရှိတဲ့ယုံကြည်သူတွေကပိုးလူ mix ဆက်ပေးတဲ့ကယ်တင်ခြင်းကိုသူတို့ကဟုတ်ကဲ့ဆိုပြီးမှသူတို့ကလက်ခံပြီးမှတဘိုးတူတဲ့အခါမှာဖယားနဲ့စိတ်ဆက်တော်ဖြစ်လာတာဖြစ်တယ် ko lo le so Paulo de eto wa de ba ka ta ka to ba ka ta ki ko ki ge ko ne wa de ke ne tu lo ora me ko ne pe ne wa de me wa la ba ka wa da lo sai shukri ne lo အခုလေဖယားသခင်နဲ့စိတ်ဆက်ခြင်းခံတဲ့သူဆိုရင်ဖယားရဲ့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းအကြောင်းကိုဝင်မှတဲ့အခါမှာလက်ခံပြီးဟုတ်ကဲ့ငါယေရှုကိုမိမိကယ်တင်ပါရှင်ဖြစ်ယုံကြည်လက်ခံပါတယ်ဆိုမှစိတ်ချတော်သူအလုံးဒီခရစ်တော်နဲ့စိတ်ဆက်တော်သူဖြစ်တယ် အခုနေခေလေနော်ဝေရာကိုဒီနော်လည်းကွာလဲနာဟုတေလေဆိုင်ရှိပြတဲ့ဒီကောကီနော်အဝေတူလိုဝဲကောရတယ်နေမြေပွာလဲဘာဝေရာလည်းမလဲအဲ့တော့ဝေရာတော့ဆိုင်ရှိပြလေကိုနေနော် အဲ့ဒီသူတွေအားလုံးကိုအသိတော်လို့ခေါ်တယ်ယုံကြည်သူတန်ရှင်းသူလို့ခေါ်တာဖြစ်တယ် အခုနေပွာဒီနေဒီဖာလေဘာတက်ကောလာတာဖို့နော်မင်းတမေပါလေပွာစုပြေနာမိတာဖို့ဘာလို့မဆိုစီ တနေ့ကျရင်အဲ့ဒီသူတွေကိုခရစ်တော်ကိုယ်တိုင်ကတက်တာလောနိပရမစာဆောင်ခန်းကြီး9ထဲအောင်မှာကြည့်တဲ့အခါမှာခရစ်တော်ကိုယ်တိုင်ကလာကြုံမှာဖြစ်တယ်ဆိုတာမျိုးလည်းကျွန်တော်တွေ့ရတယ် အခုနေမွတ်တင်နေဆိုင်ရှိပြအနောက်ကကြားရမယ်ကဲတကောဝေရာတလာမပေါ်ဘူးနော် ပြီးမှလက်ထပ်ချင်းရှိမှဖြစ်ဒါကြောင့်ဒီမှာရှိတဲ့သူတွေဒီနေ့အဲ့ဒီစိတ်ဆက်ခြင်းမှာပါဝင်ပြီလားမင်္ဂလာဆောင်ပွဲမှာသူတို့သမီးအနေနဲ့ဖြစ်ဖို့ရအစင်ဖြစ်ပြီလားဆိုတာကိုကျွန်တော်အားလုံးကိုဝေဖန်ခြင်းလေ အခုနေနော်ဝေရာလည်းတတ်ပြီးတော့ပွာတော့ခရီးဝေရာဒုနေပါလီယာဝေပပတာတော့ခရီးရနော် ဒီနေ့သူတို့သမီးဟာသူ့ရဲ့နေဖြစ်တယ်ဒီနေ့ဆိုရင်ခဏနေကျရင်လက်ပုံရရင်သူနဲ့အဓိကရိုက်မှာဖြစ်တယ် အခုနေတနည်းပြောတာကလာမပေါ်မှုအမှုနေကိုနေတဆုပ်ဖို့တော့နော်ဘာကပြီးတော့တော့ကျဲအဝဲတကားနော်အဝဲ အဲ့ဒါကအကွာဆုံးဖြစ်အောင်ဒီနေ့ပြင်ဆင်ထားတာဖြစ်တယ် Đúng rồi. ဟိုနေအဝဲတက်ပြီးရလာတဲ့တနည်းရဲ့ဝဲပြီးတော့တာ ဒီနေ့ဒီခုရဲ့မမိတ်နိုင်တဲ့နေ့အတရေရှိသောနေ့လည်းဖြစ်တယ် ဒီညာဤမေမှုနေတယ်လာဝဲတာပြီးတော့တနည်းပါတော့ပြီးလာပြီးတော့တနည်း အဲ့ဒါလိုပဲကျွန်တော်တို့လည်းခရစ်တော်နဲ့စိတ်ဆက်တော်သူယုံကြည်သူမှန်တဲ့နေ့ကြရင်အကောင်းဆုံးသောနေ့မင်္ဂလာဆောင်တဲ့နေ့ရောက်မှာဖြစ်တယ် အခုဒီနေ့တော့မဆုကေနာကေနာကိုလည်းမြတ်တီနေဆိုင်ရှိခရီအခုနေဝလာပတ်ကတဝါစကောမူနီအကိရလာနေစကော အဲ့ဒီနေ့ရဲ့အတွက်စိတ်ဆက်ခြင်းခံပြီးသားသူကညော်လေးစွာနဲ့အသက်ရှင်ကိုရအားပေးခြင်းနဲ့ အခုနေမင်းနေဝဲဒီဝလာနာယာဝါလာနော်ဘာမေဝါလာဥပကွာလာတာတူတော်တာတော့ဘူး စိတ်ဆက်ခြင်းမခံတဲ့မှုဆိုရင်ဒီနေ့ဒီချိန်အများဆုံးစိတ်ဆက်ခြင်းခံဖို့ရတယ်ကျွန်တော်အားပေးခြင်းနဲ့ ဝါလာတူနေဒီတာဒီအတော်တော့ဖြစ်တယ်ပါလေဝလာဆိုးခိတဲ့ဘွဲနာတော့ရပါဦးတဲ့မာလာတိကြီး သူတို့သမီးဟာမင်္ဂလာမဆောင်ခင်မှာသူ့ရဲ့အဝတ်စားတွေချူတီးပြီးမှပြင်ဆင်ထားတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ် တလဲတလာမပုံမြဲဝဲနေတူတူပေါ်ဒီတာရစကတော့ဝဒီဥကတဲ့ကတော့ပါလေတကူတာတော့ဒီပါကတဲ့တော့ပါပဲ ကျွန်တော်တို့လည်းဒီနေ့ဒီချိန်မှာခရစ်တော်နဲ့မင်္ဂလာဆောင်ဖို့ရတယ်အဝတ်အစားရှိပြီလားဆိုတာကိုလည်းထပ်ပြောချင်တယ် လောဒီဘဝရနာရလဲနော်မြတ်တီဝါစုကေနာကတာဘောကတို့တေတို့ပေါ်တာတော့ပြည်ရဝဒီဥတော်ဥကတဲ့ကတော့လာလဲတကူတာတော့ဒီပါဘူးလျာ တို့သမီးလဲပေါ်ဒီနေ့မှဝတ်စုံကိုကမန်ကတာနဲ့ပြင်ဆင်တာမဟုတ်ဘူးအမျိုးသားကကျူတီးပြီးမှဆွေးနွေးပြီးမှကျူတီးပြင်ဆင်ပေးပြီးဖြစ်တယ်ဒီနေ့ဝတ်တာလည်းဖြစ်တယ် အခုရတဲ့ညရဲ့ပြပါလဲတလာမပုံမြဲကုတော်ဝရတကူတာတော့လဲပြီးလာနေတယ်တမိလေကဗျာကရနော်သရောကတာတဲ့ကတော့မိပါဟိုဒီတက်ပေါ်လို့သာဝိမာတော့တဲ့ကတော့ပါတော့ အဲ့လိုပဲခရစ်တော်နဲ့မင်္ဂလာဆောင်ဖို့ရကျွန်တော်အခုကလေးကနေဝတ်စုံရှိပြီလား
ဖယားကတော့ကျင်စင်ပေးပြီးအဲ့ဒါရှိပြီလားဆိုတဲ့ຢာကိုလည်းထပ်ပြီးပြောချင်တယ် အခုဒီကိုရလာကိုရတဲ့စကောလက်ခရီးပညာစကောကိုကတဲ့ကတော့တာလေတကုတတော့ကိုလီယာ အဲ့ဒီဝတ်စုံနဲ့ပတ်သက်ပြီးမှခရစ်တော်ကကျင်စင်ပေးပြီးယာတဲ့ခန်းကြီးဆက်ကိုအငယ်ရှိကိုကျွန်တော်ဖတ်သွားမှာဖြစ်တယ် တလည်းတကုတတော့ဝဲနေဆိုင်ရှိခရီးနောက်ဆန္ဒဘကတဲ့ကတော့ဒီဝီလီနေဒီလောက်လားအစတော့ ဆက်ကိုအငယ်ရှိ ဒီစီခရီး ထိုမင်းမဒီစင်ကြယ်ပြောင်းလက်တော်တိတ်ချောကိုဝတ်စီရတော့အခွင့်ကိုရ၏ထိုပိတ်ချောမူကတန့်ရှင်းသူ၏ဖြောင့်မခြင်းဖြစ်သည်လို့ပြောတယ်ထိုမင်းမဒီစင်ကြယ်ပြောင်းလက်တော်ပိတ်ချောကိုဝတ်စီရတော့အခွင့်ပေးတယ်ဒီတို့သမီးတွေကိုတို့သမီးတွေကိုတော့အတင်းတော်ကိုခရစ်တော်ကတန့်ရှင်းတဲ့စင်ကြယ်တဲ့ပြောင်းလက်တဲ့ဝတ်စုံအဖြူကိုပြင်ဆင်ပေးတာဖြစ်တယ် တလာမကူနေနော်တဲဒီဘယ်ပါလေဒါတတ်တူကူတူတော့တောက်ဝါမစောတော့ပြည့်တူလို့အဂိဒီတောက်ဝါနေပြီဝါဆိုစီတာတော့လို့ မင်္ဂလာဆောင်ပွဲတိုင်းမှာဘာဖြစ်လို့တို့သမီးကိုအဖြူအမြင်နဲ့ဝတ်ခိုင်းကလေးဆိုဒီအရာကိုယူတာ ဘာမလို့ကိုတတ်တိကပရိုကိုစကတော့တယ်တလာမကူမဒီပါတော့တူကူတူတော့ရတာအဝါလေပပလာလေးဆိုစီကိုကိုရလာတောက်ဝါ အဖြူဆိုတာလှပတယ်တန့်ရှင်းတယ်ဆိုတာကိုပြချင်တာဖြစ်တယ် ဒါလည်းအဝါစနာနဲ့မိသားစုဤလာတော့ရှော်ဝဲနေမိတာပြီးတော့လော့ပါလာနေအောင် ကျွန်တော်တို့လေလောကမှာနေတဲ့ခါမှာမတန့်ရှင်းတဲ့သူတွေဖြစ်တယ်အပြစ်အမြဲတမ်းလုပ်တဲ့မြင့်မျိုးတဲ့သူတွေဖြစ်တယ် ကိုဒီဘဝပမေပါတတ်တယ်မှာဖူဖူမလို့ဖွေပမာတတ်တယ်ပါတတ်မှာထောက်လို့ ကျွန်တော်အပါဝင်ဒီမှာရောက်လာတဲ့သူတွေလည်းမတန့်ရှင်းတဲ့သူတွေဖြစ်လိမ့်မယ် တရအလမစာမေကြီးဘဝနာပါလေဒုနာပဲပါပူရတာကောတဲ့နေကမိတာပါတတ်တယ်ပါဘော အဲ့လိုမတန့်ရှင်းရင်ခရစ်တော်နဲ့မင်္ဂလာဆောင်လို့မရဘူးဝတ်စုံမရှိဘူး အခုဒီပါလေနော်ပမေတယ်လေအဘအဘတော်ဒီနေအခုတို့รู้ပါလေအဝရာဘောတာနေပါ ဒါပေမဲ့ခရစ်တော်ကကျွန်တော်တို့အတွက်ဝတ်စုံကိုပေးတယ်တို့သားကတို့သမီးအတွက်ကုန်ကြခံပြီးအဝတ်အစားတွေစိုက်တွေမှစားပြီးချုပ်ထားပြီးမှပြင်ဆင်တဲ့ကဲ့သို့ခရစ်တော်ကကျွန်တော်ကိုချစ်တဲ့အခါမှာအဝတ်ကိုပြင်ဆင်ပေးတာဖြစ်တယ် ဆိုင်ရှိခရီကိုနေနေဘောရနာယဟုတ်လားတကုတတူဘာကိုနေဆိုင်ရှိခရီနော်ဆရာပဲတတေကတော်ဒီဘောရပကတော့တာတော့လို့ဒီတော့လားတလာမပူကွာတတေကတော်ဒီဝဒါတလာမပူမှုအခုတော့အတူနေမနော် ချိုတန့်ရှင်းသူတို့ရဲ့ပိတ်ချောမှုကထိုပိတ်ချောမှုကတန့်ရှင်းသူတို့ရဲ့ဖြောင်းမှခြင်းဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်အဲ့ဒီမင်္ဂလာဆောင်ဝတ်စုံဒီကျွန်တော်တို့ရဲ့ဘာဖြစ်လဲဖြောင်းမှခြင်းပဲဖြစ်တယ်ဆိုတာကိုပြောချင်တယ် အခုနေကြတယ်ဒါတိတာဘောအတကုတတူနေနေမေဝလာတာတော့တာလို့နေမှာ ကျွန်တော်တို့ရဲ့ဖြောင်းမှခြင်းလို့ပြောတဲ့အခါမှာကျွန်တော်ဖက်ကနေတော်လို့တတ်လို့ရတာမဟုတ်ဘဲနဲ့ခရစ်တော်ကပေးတဲ့လက်ဝတ်စုံပဲဖြစ်ပါတယ် thế mà cái đồ ta to ta lo xí ra này bởi vì số lượng cái nó sao là cái bụi bả mà ta to ta lo ní thì cái bây giờ cái size ship nó sao là cái đó mà đi đi nào ta đi vào là bây giờ ta to ta lo ní nó ဒီခါကြီးပြီနော်ဆိုတော့ဟေရှာယ60တိထဲမှာအငြင်း30ထဲမှာအဲ့ဒီဖြောင်းမှခြင်းတန်ရှင်းသူတို့ရဲ့ဖြောင်းမှခြင်းမှာပါလဲဆိုတာကိုလည်းပြောထားတယ် thế thì vi saya visitor aku ni pa to pa lo no wa ta lo ni de ya wala be ni ထာဝရဘုရားကြောင့်ငါဒီအလုံးဝမ်းမြောက်၍ငါဤဘုရားသခင်ကြောင့်ငါဝိညာဉ်သည်ရှင်လန်းမည်အကြောင်းမူကားမင်္ဂလာဆောင်သူလင်သည်ပေါင်းတရဖူကိုဆောင်တကဲ့သို့၎င်းမင်္ဂလာဆောင်သူတို့သမီးသည်တဆာစင်တကဲ့သို့၎င်းကေသင်ချင်းအဝတ်တဆာနှင့်ငါကိုဝတ်စင်စေ၍ဖြောင့်မခြင်းဝတ်လုံးနှင့်ခြုံတော်မူပြီလို့ပြောတယ်ဒါကြောင့်ကေသင်ချင်းရောက်တဲ့သူသည်ဝတ်ဆောင်ရလို့ဖြစ်တယ်အဲ့ဒီကေသင်ချင်းကိုခရစ်တော်ကပြင်ဆင်ပေးတယ်ဆိုတာကိုကျွန်တော်ဒီမှာတွေ့ရမှာဖြစ်တယ် vi saya visitor server sini be pa be ni bo chi no ke tu li ya la ta to ta lo se pa to ni di ta la ko kwa ke ye a to a ko te lu di pa lu ta to to de ta la ko mu ke ye ta la ke ye a to ni lo de di ba no ဒါကြောင့်ယေရှုခရစ်တော်ကကျွန်တော်တို့အတွက်ကေတင်ချင်းကျေးဇူးပြုပေးတယ်။အဲ
ရာရရှိတော်သူဟာသူတို့သမီးလေးဖြစ်သူတို့သမီးလောင်ဖြစ်လာပြီးမှသူတို့မင်္ဂလာဆောင်ဖို့ရဝတ်စုံကိုလည်းရရှိတော်သူဖြစ်လာတာဖြစ်တယ် Kuna bora ta tota lo ni sidane mera bora no daga daga taru ki ko ki lak sai shu ki no sara we kate to ni bora wala to ni ba di ba no ဒါပေမဲ့ဒီချင်းမရောက်တဲ့ခရိယန်ကတော့ခရိယန်တော့ဖြစ်တယ်ဝတ်စုံမရဘူးသူတို့သမီးလောင်လည်းမဖြစ်ဘူးဆိုတာကိုပြောပြချင်တယ် wala tu le ne ki ko ki no wala ami di do wa kri pho di ba de wa de mi le to ni ba ku ga to ba to de mi si ko ta la mu ko mu si ko ba no ဒါကြောင့်ဒီနေ့ဒီမှာရောက်ခြင်းအဖြစ်ကျွန်တော်ကဲ့တင်ချင်းရောက်ပြီလားကျွန်တော်ရဲ့မိသားစုကဲ့တင်ချင်းရောက်ပြီလားဆိုတာဆန်းစစ်ဖို့ရဖြစ်တယ် ko de boe ko di no ade le be le ta lo we no daga daga ko ba de mi to mo kwa ki no sa ma tu le tai ko ki li ya do pu mu ko ba de pa de le ko ki li ya ကဲ့တင်ချင်းမရောက်ရင်ခရိယန်တဲ့တန်ဘလောက်ပဲရှိမင်္ဂလာဆောင်ပွဲမှာပါငရေသေးမှာမီမိုးရီချိုးမှာဖြစ်တယ် ke yi boe me me tu le tai ki ko ki ba ni ni no boe da ba ke te le be mi ba kri bo tele tele da na ki ni ki no boe da boe ta ku ta to mi no ni boe bo ba le lu thi le la la mu ni no ဒါကြောင့်ဒီမှာရှိတဲ့သူတွေအားပေးခြင်းဒီနေ့လေသတို့တပိလာတဲ့ခါမှာ music လေးတွေတီးမှချိုးချတဲ့ခါမှာလည်းပြီးတွေရှင်းလောက်အောင်ကိုပြောတဲ့ခါမှာဘလောက်ထိတို့သမီးဟာနော်တင့်တယ်တဲ့အသေးရှိတယ်ဘလောက်ထိမြင်ချင်းတယ်ဆိုတာကျွန်တော်တွေ့ရတယ် အခုလေတက်လေတလောင်ဘုံမဲတော့အခါနေဝေရနာရရဘုတ်တာစက်ချီနေဘယောရောကဘုတ်တကထောတော့တကထောတော့နော်အဲဒီနေတော့နေဝေရလေဘုဒ္ဓနီနေရေတိုရဒီနီနော် တို့သားအာစီယမင်းအတွက်လေအလုံးအရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ပရိသတ်တွေအတွက်လည်းဒီနေ့သူ့ကိုညှော်လေးရတာဖြစ်တယ် အော်ဘယ်ဘက်ကလေးတလောင်ဘုဘာကိုလေရေတိုတို့မှာပါစတနာကြီးဝေရပါဝမှုဒီပါဟောနာကြီးဒီအဲ့တော့ဆက်ပြီးစကောတော့ အဲ့ဒါကြောင့်ကျွန်တော်တို့လည်းအဲ့လိုဖြစ်ဖို့ရတနေ့ကျရင်တို့သားဖြစ်တဲ့ခရစ်တော်နဲ့မင်္ဂလာဆောင်ဖို့ရကျွန်တော်တို့လည်းအခုချိန်မှာပြင်ဆင်တော်သူအစင်တဲ့ဖြစ်ပေါ်တော်သူဖြစ်ဖို့ရဒီမှာတာမရေးကြီးတယ် အခုလေဒီနေ့တော့ဝေရမှုဒီစကောဝေရဘောက်တဲ့ကတော့ဒါဒီလိုမှုနီဝဲစကောနေမှာနော် ကောင်းကင်မှာမင်္ဂလာဆောင်ပွဲမှာဆိုဘယ်လောက်ထိစီကားလဲလို့အများကြီးရှိမှဖြစ်မှာဖြစ်တယ် ကိုလေဘုဒ္ဓနီဘုဘဝမွေးနေတာတေတာဘလောအဝဲနေဒီကလေးရှာလေဒီလိုဘယ်လိုပါပါနော် break the tema ဆိုရင်ကောင်းကင်တမန်တွေလည်းရှိအောင်မှာနော်ရှေးဟိုတမန်ဟောယုံကြည်သူတွေလည်းရှိအောင်မှာဖြစ်တယ်အဲ့ဒီဂျားထဲမှာအတင်းတော်ကိုသူတို့သမီးနေရာမှာဘုရားကထားတာဖြစ်တယ် အခုဒီဖက်နေဒီမုခုကလူတေပါကိုဝဲအားမှာဘာညောလဲညာတဲ့ပါဆိုရင်တော့ပြေးနေဘယ်တော့ကိုလည်းဆိုရင်လည်းတော့ဒီပါနေပဲနေဆက်ရပါတော့ဝရလည်းတလား နောက်ပြီးတော့အဲ့ဒီမင်္ဂလာဆောင်ပွဲမှာဆိုရင်ဒီလုံးတွေလည်းအင်မတန်မှကောင်းမှာဖြစ်တယ်ခုနဖတ်တဲ့ထဲမှာလည်းဘုံတော်ချီးမွမ်းခြင်းတွေရှင်လန်းခြင်းတွေနဲ့နော်သူတို့ချီးပါမယ်အတန်မျိုးစုံတို့ပေးမှာဖြစ်တယ် ဟိုဒီဖက်နေဒီကတူဝိတာစတတိတာဥဒိမနာတဲ့သူလောဘောလောမှုလောနော် အဲ့ဒါမျောလင့်ကြရအောင်လို့ကျွန်တော်ပြောချင်တယ် အခုဒီမောဘက ဒါကြောင့်အချုပ်နဲ့ပြောမယ်ဆိုရင်အိမ်ထောင်ပြုစေတယ်ထိမ်းများခြင်းပြုလုပ်စေတယ်ယောက်ျားနဲ့မိန်းမကိုလက်ထပ်စေတယ်ဆိုတာကခရစ်တော်နဲ့သူတို့သမီးရဲ့ကြီးမားတဲ့ကဘာမှာမရှိတဲ့တကြိမ်သေးရှိမဲ့ဝဲကိုမြင်စေခြင်းတို့လောကမှာလေမယားကိုပြုလုပ်ခိုင်းတယ်လက်ထပ်ခိုင်းတာဖြစ်တယ်ဆိုတာကိုဒီမှာအားလုံးကိုပြောပြချင်တယ် ဟိုဒီတတိတာဖလောနေနေနော်ဖောက်လို့လဲပေါ်ရကဆိုင်ရှုခရီတော့အဝဒတောက်ဖို့နေမှုတင်နေနေကီတို့တီတို့ဖလောတာဖလောတော့တတိတာဖလောနေဖောက်လို့လဲကဲတော့ဒီနေကိုနေဝဒအချိပါလက်တာတို့တယ်လဲပမညာနေနော် ဒါပေမဲ့လက်ထပ်ခြင်းတို့တော့အချိန်ချင်းသွားပေမဲ့အဓိကပွဲဖြစ်တဲ့ကောင်းကင်မင်္ဂလာဆောင်ပွဲမသိရင်ဝမ်းနည်းစရာကောင်းတယ်။နောက်အဲ့ဒီအဓိကမင်္ဂလာဆောင်ပွဲမှာပါမဲ့သူမဖြစ်ဘူးဝတ်စုံမရဘူးဆိုရင်ဘယ်လောက်ထိတနာစရာကောင်းတယ်လဲဝမ်းနည်းစရာကောင်းတယ်လဲဆိုတာကိုပြောပြချင်တယ် ကိုနေဘွယ်ပကလေးလဲတတိတာဖလောဖလောဖာဖလောနော်ပမေတနာပတတိတာဖလောဖောက်ပညောတော့အတပညိုတိရဖာပါနေနေနော်မိရာဘလောနော် ။ဒါကြောင့်ဒီနေ့မင်္ဂလာဆောင်ပွဲဟာတနေ့ကျရင်ခရစ်တော်နဲ့အသင်းတော်မင်္ဂလာဆောင်မဲ့ရာကိုမြင်စေခြင်းတို့ပြုလုပ်တဲ့အရာပဲဖြစ်တယ်။
ကျမ်းစာတည်ဆုံစေခြင်းဖြစ်တယ်ဆိုတာကိုပြောပြခြင်းတယ် အခုဒီလိုပကတိတော့ပကတိညာလည်းဥတ္တိခရီတော်တလာဘုံတောင်းဖို့ဒီလိုကတော့ဘုရားတင်ညာရေးအဝဲတိချိုရတယ်လောဟဖို့ရေးတလာဘုံမှုတော့ပါကြည့်ရတယ်နော် ဒီနေ့မင်္ဂလာဆောင်ပွဲလာခြင်းအဖြစ်အားလုံးစင်ချင်ရအောင်ကဲဒီချင်းရောက်နေတဲ့သူကကဲဒီချင်းရောက်ဖို့ရကျင့်စဉ်ဖို့ဖြစ်တယ်ကဲဒီချင်းရောက်နေတာလည်းအဲ့ဒီမင်္ဂလာဆောင်ပွဲကိုညှော်လင့်ပြီးအသက်ရှင်ဖို့ရကျွန်တော်အားပေးချင်တာဖြစ်တယ် နော်တရိုင်းတော့ဟိကေဘာဝရပါလဲဟဲလေတတိတာဘောကုလိဖာနီပါလဲတူနီပါဒီတလာဘုံမှုလောတော့ကိုတင်ပါလဲမူကုပါနီတော့ဝေနာယူကလဆာတူနီဘာကီနော်မလတိကီတော့ပါလဲတူနီပါလိကေဖာလဲမောဘခုခေါ်ကွာလာမူလာကိုဒီနော်လည်းဒီ ဒီနေ့ဒီလောက်နဲ့ပဲမင်္ဂလာဆောင်ပွဲကိုအခြေပြုပြီးထာဝရမှာရှိမဲ့မင်္ဂလာဆောင်ပွဲကိုမိတ်ဆက်ရင်းနဲ့အဆုံးသတ်ခြင်းနဲ့ဖခင်နာမတာယုံကြည်ပါစေ နော်တရာကေတေဝေတေလောဘကရတတိတာလောဂီလမုခုလောလောကိုယီဒါလောကလောကလောဘလောကတဲ့ပန်ဒီထေလောမောယဆွေကလတာဆွေဒီကိုဒီနော်လည်းဒီ